ခုရက်ပိုင်း Facebook နဲ့ TikTok မှာ K virus ဆိုတဲ့ယောဂဘိုးအသစ်တွေ့နေပြီးကြောက်စရာကောင်းတယ်ဆိုပြီးသတင်းတွေတွေ့နေရလို့စိတ်ပူနေကြလားဒီ K virus ကအခုမှအသစ်ဆက်ပေါ်လာတဲ့ virus အသစ်အဆန်းတစ်ခုတော့မဟုတ်ပါဘူးဒီ virus ဟာလက်ရှိ2025ခုနှစ်မှာဗြိတိန်အပါအဝင်ဥရောပနိုင်ငံတွေမှာအဖြစ်များနေတဲ့ရာသီတုပ်ကွေးရဲ့မျိုးကွဲသစ်တစ်ခုပဲဖြစ်ပါတယ်သိပ္ပံနည်းကျအမည်ကတော့ subclade K virus ဖြစ်ပြီးInfluenza A H3N2 virus တွေကနေမျိုးရိုးဗီဇပြောင်းလဲလာတာဖြစ်ပါတယ်။လက်ရှိသတင်းတွေအရတော့ subclade K virus ဟာအသက်ရှူလမ်းကြောင်းကနေအဓိကကူးစက်တာဖြစ်ပြီးလက္ခဏာတွေကတော့တာမန်တုပ်ကွေးတွေလိုပဲဖြစ်ပါတယ်။ဖျားတာ၊ချောင်းဆိုးတာ၊လဲချောင်းနာတာနဲ့ကိုယ်လက်ကိုက်ခဲတာတွေဖြစ်တတ်ပါတယ်။ဒါဆို K virus ကကြောက်စရာလားလို့မေးရင်တော့အဖြေကမကြောက်ပါနဲ့ဒါပေမဲ့သတိလည်းမပေါ့ပါနဲ့အထူးသဖြင့်ကိုခံအားနည်းတဲ့သူတွေတက်ကြီးရွယ်တွေနဲ့ကလေးတွေမှာတော့ဂယုစိုက်ဖို့လိုအပ်ပါတယ်။ကျန်းမာရေးကောင်းမွန်တဲ့လူငယ်လူလတ်ပိုင်းတွေအတွက်တော့တာမန်တုပ်ကွေးကုသမှုနဲ့တင်သက်သာပြောက်ကင်းနိုင်ပါတယ်။ K virus ကိုကာကွယ်တဲ့နည်းလမ်းတွေကတော့ကျွန်တော်တို့ရင်းနှီးပြီးသားနည်းလမ်းတွေပဲဖြစ်ပါတယ်။လက်ကိုမကြာခဏဆေးပါလူထူထပ်တဲ့နေရာတွေသွားရင် mask တပ်ပါအေးဝဝအိပ်ပြီးကိုခံအားကောင်းအောင်နေပါ